ကျွန်တော်တို့ဒီနေ့တော့ဒီဘင်းချောင်းဝယ်ဆက်ပြီးတော့တောင်းရပါတော့ကျွန်တော်အစားကျတော့ dependency injection ကိုတောင်းမယ်ဆိုပြီးစဉ်းစားထားပါတော့ဒါပေမဲ့ဒီဘင်းချောင်းကိုဝယ်တောင်းပြီးမှပဲ dependency injection ကိုတောင်းလိုက်တော့မယ်ပေါ့နော်မဟုတ်လို့ရှိရင်ဒီ dependency injection ကိုတောင်းပြီးမှဘင်းကိုပြန်သွားသလိုဖြစ်နေမှာဆိုလို့ပေါ့နော်ကျွန်တော်အရင်ဗီဒီယိုတုန်းကကျတော့ဒီဗာလဲဘင်းဆိုတာဗာလဲရဲ့ application နဲ့ဆိုတာဗာလဲတော့ကျွန်တော်ရှင်းပြခဲ့တယ်ပေါ့နော်ဘင်းဆိုတာကတော့ကျွန်တော်တို့ဒီSpring က manage လုပ်ပြီးတဲ့ Java object တွေကိုကျွန်တော်တို့က bin လို့ခေါ်တာပေါ့နော်ဒီ application ကိုကကြတော့ဒီကျွန်တော်တို့ရဲ့ဒီ bin ကျွန်တော်ရဲ့ bin တွေကို hold လုပ်ထားတယ် manage လုပ်ပြီးတယ်ပေါ့နော်ဒီ bin တွေရဲ့ life cycle ကို application ကိုလည်းခေါ်လို့ရတယ် IOC container ကိုလည်းပြောလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်လည်းဒီ user service တို့ဒီမှာဒါ bin တွေပေါ့နော်ဒီ bin တွေကိုသူကmanage လုပ်ပြီးမှာပေါ့နော်ဒီ bin တွေရဲ့ creation တွေ deletion တွေ injection တွေကိုသူက manage လုပ်ပြီးမှာပေါ့နော်ကျွန်တော်ဒီနေ့ပြောမှာကျတော့ဒီ Spring ရဲ့ life cycle ပေါ့နော်ကျွန်တော်တို့ application တခုကို run လိုက် start လိုက်ပြီဆိုတာနဲ့ဒီ Spring IOC ကျွန်တော်ရဲ့ Spring ကကျွန်တော်တို့ project မှာ bin တွေရှိလားဆိုပြီးတော့သူက scan ဖတ်ရပေါ့နော်တကယ်လို့ bin တွေရှိလားတွေ့တယ်ဆိုလို့ရှိရင်bin တွေကို creation လုပ်မယ်ပြီးလို့ရှိရင် injection လုပ်မယ်ပေါ့နော် injection လုပ်ပြီးတော့ကျွန်တော်တို့ကသုံးလို့ရပြီဆိုတဲ့သဘောပေါ့နော်ဒါပေမဲ့ဒီအဲ့လို injection လုပ်ပြီးတော့ကျွန်တော်တို့ system ကျွန်တော်တို့ကဒီ bin ကိုမသုံးခင်မှာကျွန်တော်တို့က initial setup တခု run ထားလို့ရတယ်ပေါ့နော်ဥပမာcatch တွေကိုလွတ်တာပဲဖြစ်ဖြစ်ဒီ validation စစ်တာပဲဖြစ်ဖြစ်ဒီ validation စစ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အဲ့လိုတစ်ခုခုလောက်ထားလိုက်လို့ရတယ်ပေါ့နော်အဲ့လိုပဲဒီ bin တွေကိုမသုံးတော့ဘူး destroy လုပ်တော့မယ်bin ကို destroy လုပ်ခံနေမှာလဲကျွန်တော်တို့လုပ်ချင်တာကိုclean လုပ်ချင်တာကိုလုပ်ထားလို့ရတယ်ပေါ့နော်ကျွန်တော်ပြောတာဘယ်လိုမျိုးလဲဆိုတော့ဗျာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ application စတယ်Spring က bin တွေကို creation လုပ်တယ်ပြီးလို့ရှိရင် injection လုပ်တယ် injection လုပ်ပြီးတော့ကျွန်တော်တို့ဒီ system မှာကျွန်တော် system မသုံးခင်မှာကျွန်တော်တို့ initial setup လေးလုပ်ထားရပေါ့နော်ဆရာပြောသလိုdatabase connection ချိန်ထားရဖြစ်ဖြစ် cache တွေလုပ်တာဖြစ်ဖြစ် validation စစ်တာဖြစ်ဖြစ်လုပ်ထားရပေါ့နော်ပြီးတော့ကျွန်တော်တို့ application ကိုမစတော့ခင်မှာဒီ bin ကို destroy လုပ်မှာပေါ့နော်အဲ့လို bin destroy မလုပ်ခင်မှာကျွန်တော်တို့ run ကျင်တဲ့clean လေးကိုလုပ်ထားကျွန်တော် run ကျင်တဲ့ဥစ္စာလေးကို run ထားလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ဒါတော့ကျွန်တော်အရင်ဘက်ကရေးထားတဲ့ project ပဲပေါ့နော်အဲ့ဆိုကျွန်တော်ကဒီမှာ payment service လေးကျွန်တော်တခုစောက်ထားရမယ်ပေါ့နော်ကျွန်တော်ပြီးတော့ဒီကောင်ကို Spring က manage လုပ်ပေးတဲ့ bin ဖြစ်အောင်ဆိုပြီးကျွန်တော် service တက်ထားရမယ်ပေါ့နော်ကျွန်တော်စနစ်ကပြောသလိုပဲပေါ့နော်ကျွန်တော်က Spring ကကျွန်တော်ရဲ့ bin တွေကို creation ကျွန်တော် application start လုပ်လိုက်တာနဲ့ကျွန်တော် bin တွေကို scan လုပ်ပြီးတော့ကျွန်တော် bin creation တွေ dependency injection တွေကို Spring ကလုပ်သွားမယ်ပေါ့နော်အဲ့လိုလုပ်သွားပြီးတော့ဒီ bin ကိုအသုံးမပြုခင်မှာကျွန်တော်တို့အနေနဲ့ဒီ initial setup လေးလုပ်ထားလို့ရတယ်ပေါ့နော်cache တွေကိုလောက်ထားတာပဲဖြစ်ဖြစ်ဒီ validation စစ်တာပဲဖြစ်ဖြစ်ဒီ value တခုကိုဒီ bin ထဲမှာ inject လုပ်ထားရဖြစ်ဖြစ်တခုခုလုပ်ထားရလို့ရတယ်ပေါ့နော်ကျွန်တော်ကဒီမှာဗျာတော်တော်ကျွန်တော်value ဒီ bin ကိုသုံးတဲ့အချိန်မှာဒီ bin ထဲမှာကျွန်တော်ဘယ်လိုပြောရမလဲ value တချို့ထည့်ထားလိုက်မယ်ဆိုတဲ့သဘောပေါ့နော်ကျွန်တော်ကဒီမှာဗျာတော်တော်ကျွန်တော် map တခုစောက်လိုက်မှာပေါ့နော် string ဆိုပြီးတော့ဒီကောင်ကိုကျွန်တော် test map လို့ပဲနာမည်ပေးထားရမှာပေါ့နော်ပြီးတော့ကျွန်တော်ကဒီလိုမျိုးရေးထားရမှာပေါ့နော် public string ဆိုပြီးတော့capel လို့ method တခုရေးထားရမယ်ပေါ့နော်ဒီထဲမှာကျွန်တော်က key down လိုက်မယ် return အနေနဲ့ကတော့အဲ့ဒီ test method ထဲက value ကိုကျွန်တော်ပြန်လိုက်မယ်ပေါ့နော်ဆွမ်းနာကျွန်တော်ပြောသလိုပဲပေါ့နော်ဒီမှာ post construct ကျွန်တော်ရေးလိုက်ရမှာပေါ့နော်ဆောနာကျွန်တော်ပြောသလိုပဲပေါ့နော်ကျွန်တော်တို့ကဒီ bin creation injection တွေလုပ်ပြီးတဲ့အချိန်မှာဒီ bin ကိုအသုံးမပြုခင်မှာကျွန်တော်တို့အနေနဲ့ initial setup လေးလုပ်ထားလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်ဆိုရင်လည်းဒီမှာဒီ bin ကိုအသုံးမပြုခင်မှာကျွန်တော် init ဆိုပြီးတော့ကျွန်တော်ကrun မယ်ပေါ့ဒီ method အရင်လုပ်မှာပေါ့နော်အဲ့ဆိုကျွန်တော်ကဒီမှာ run လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ init ဆိုပြီးတော့ထွက်နေရအောင်ပေါ့နော်ဒီမှာ init ဆိုပြီးထွက်တယ်ပေါ့နော်အဲ့တော့ dependency injection ပြီးသွားတဲ့အချိန်မှာဒီ bin ကိုအသုံးမပြုခင်မှာကျွန်တော်တို့ကဒီကျွန်တော်တို့ထည့်ချင်တဲ့ value လေးကိုထည့်ထားလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ pre destroy ပေါ့နော်ဒီကောင်ကကျတော့ကျွန်တော်တို့ bin ကိုdestroy လုပ်တဲ့အချိန်မှာပေါ့နော်void tstr နာမည်တစ်ခုပေးထားရပေါ့နော်ဒီကောင်ကိုကျတော့ကျွန်တော်က destroy ပေါ့နော်ဒီကောင်ကလည်းဒီမှာကျွန်တော်တို့တွေ့တဲ့အတိုင်းပဲကျွန်တော်တို့ application master token မှာကျွန်တော်တို့ clean နဲ့လုပ်ချင်တဲ့ value တွေကို clean နဲ့လုပ်ထားလိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာကျွန်တော်တို့ application ကို run လိုက်မယ်one လိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒီ init ဆိုတာရရင်ပေါ့နော်ဒီ init ဆိုတာကကျတော့ကျွန်တော်တို့ဒီ bin ကို dependency injection လုပ်ပြီးသားပြီကျွန်တော်တို့ initial setup လေးလုပ်ထားရတယ်ဆိုတဲ့သဘော initial setup လုပ်ချင်တဲ့အချိန်မှာသုံးပါပေါ့နော်ဒီ pre destroy ကကျတော့ကျွန်တော်တို့ application ကိုstore လိုက်တဲ့အချိန်မှာ clean နဲ့လုပ်ဖို့အတွက်သုံးပါပေါ့နော်ဥပမာကျွန်တော်ဒါကိုရေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘာရမှာလဲဆိုတော့destroy ဆိုတဲ့ method ပြန်ရတယ်ပေါ့နော် application မစတော့ခင်မှာကျွန်တော်တို့လုပ်ချင်တဲ့ clean တွေကိုလုပ်ထားရလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာဥပမာတစ်ခုပြလို့ရှိရင်ကျွန်တော်ကဒီ init ဆိုတဲ့ method ထဲမှာကျွန်တော်ကဒီ test method ထဲကို value တစ်ခုထည့်ထားရမယ်ပေါ့နော် test method တော့ put ဆိုပြီးတော့ကျွန်တော်ကဒီမှာ key ရယ်
နောက်က VNU value ရေဆိုပြီးကျွန်တော်ထည့်ထားရမယ်ပေါ့နော်ပြီးတော့ကျွန်တော်ကဒီ test map ဆိုပြီးတော့ဒီကောင်ကိုကျွန်တော် clear လုပ်ထားရမယ်ပေါ့နော်ဒီ bin destroy လုပ်တဲ့အချိန်မှာကျတော့အဲ့တော့ကျွန်တော်ကဒီမှာ user service လေးကျွန်တော်တစ်ချက်စောက်လိုက်မယ်ပေါ့နော် user service ဆိုပြီးတော့ကျွန်တော်ကဒီမှာစောက်ရမယ်ပေါ့နော်စောက်ပြီးတော့ကျွန်တော်က user service ထဲမှာ user service ကိုကျွန်တော်ဟိုလုပ်လိုက်ရင်ပေါ့နော်အဲ့ဆိုပြီးတော့ service တက်လိုက်မယ်ပြီးတော့ကျွန်တော်ကဒီ payment service ကို inject လုပ်လိုက်မယ်ပေါ့နော် payment service ကိုကျွန်တော် inject လုပ်လိုက်မယ်ပြီးတော့ဒီကောင်ကိုကျွန်တော် auto fire လုပ်ခိုင်းမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီကောင်ကနေပြီးတော့ကျွန်တော်ကလည်းဒီထဲမှာ public string get value ဆိုပြီးတော့ကျွန်တော်ကစနာကဒီ payment service မှာ payment service တွေက value ကိုလှမ်းပြီးတော့ get value ဆိုပြီးတော့ကျွန်တော်ဒီထဲမှာ key ထည့်ပေးအောင်ပေါ့နော်ကျွန်တော် key ထည့်ပေးလိုက်ပါနော်အဲ့ဆိုလို့ရှိရင်ဗျာစနာကျွန်တော်တို့သိတဲ့အတိုင်းပဲကျွန်တော်တို့ကဒီကျွန်တော်တို့ application start လုပ်လိုက်ပြီးတော့ dependency creation တွေဒီ bin injection ဒီ injection တွေပြီးတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီ construct တွေကိုဒီ value တွေကရောက်လာမှာပေါ့နော်ဒီ keyword ဒီ test method တွေကိုကျွန်တော် value တွေရောက်လာမယ်ရောက်လာပြီးတော့ကျွန်တော်တို့ကဒီ user service ထဲမှာအဲ့ဒီ payment service ကိုသုံးတော့မဲ့အချိန်မှာသုံးတော့မဲ့အချိန်ရောက်တဲ့အချိန်ဆိုရင်စနာကဒီ payment service ထဲမှာဒီ test method ထဲမှာ value ကရှိနေပြီးသားပေါ့နော်အဲ့တော့ကျတော့ကျွန်တော်က user service တွေကနေ get value လို့ key ကိုလမ်းခေါ်ရင်ကျွန်တော်တို့က return အနေနဲ့ value ကိုပြန်ရမယ်ဆိုတဲ့သဘောပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကဒီ destroy လုပ်တဲ့အချိန်မှာ test method တွေက value ကို clear လုပ်လိုက်တယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာမှတ်ထားမှာကျတော့post construct ကကြတော့ကျွန်တော်တို့ရဲ့ application ဒီ bin ကိုအသုံးမပြုခင်မှာကျွန်တော်တို့ထည့်ချင်တဲ့ initial setup လေးလုပ်ထားလို့ရတယ်ပေါ့လုပ်တဲ့ initial setup လုပ်ချင်တဲ့အချိန်မှာကျွန်တော်တို့သုံးမယ်ပေါ့နော်ဟိုအဲ့လို validation switch ချင်တာပဲဖြစ်ဖြစ်အဲ့လို value တချို့ကို set လုပ်ထားချင်တာပဲဖြစ်ဖြစ်ဒီ cache တွေကိုလွတ်လုပ်ထားချင်တာပဲဖြစ်ဖြစ်ပေါ့နော်နောက်တစ်ခုဒီ pre destroy ကကြတော့ကျွန်တော်တို့ application မ store ခင် bin destroy မလုပ်ခင်မှာကျွန်တော်တို့ဒီ clean နဲ့လုပ်ချင်တဲ့ဟာလေးတွေကိုလုပ်ထားလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့ကဒီ post construct ထဲမှာ database connection after ဒီ connect လုပ်ထားရဆိုလို့ရှိရင် pre destroy တဲ့အချိန်မှာအဲ့ဒီ database connection ကို store လုပ်တာဖြစ်ဖြစ်အဲ့လို bin destroy မလုပ်ခင်မှာကျွန်တော်တို့တခုခုလုပ်ချင်တဲ့အချိန်မှာဒီကောင်ကိုသုံးလို့ရတယ်ဆိုတဲ့သဘောပေါ့နော်အဲ့ဆိုရင်တော့ဟိုဟာဒီဗီဒီယိုကတော့ကျွန်တော်ဒီလောက်ပဲပေါ့နော်နောက်ဗီဒီယိုကြလို့ရှိရင်တော့ကျွန်တော် dependency injection အကြောင်းကိုပြောသွားရင်ပေါ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်